ကံမှားတော့ခံထားဖို့လို့အမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားလှူပေးလူမှဖြစ်ပါတယ်လူတိုင်းရဲ့ဘဝမှာတခါတရံဆိုသလိုဒါမှမဟုတ်မကြာခဏဆိုသလိုဆင်းရဲဒုက္ခတွေကြုံတွေ့ရတတ်ပါတယ်ဆိုးကျိုးတွေခံစားရတတ်ပါတယ်အဲ့ဒီလိုဆင်းရဲဒုက္ခတွေကြုံတွေ့ဆိုးကျိုးတွေခံစားရတဲ့အခါမှာလူတော်များများကစိတ်ပူပန်သောကဖြစ်တတ်တယ်စိတ်ဆင်းရဲတတ်တယ်စိတ်ညစ်တတ်တယ်အဲ့ဒီလိုကြုံတွေ့ခံစားရတဲ့အခါမှာကံမှားတော့ခံထားဖို့လို့နှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်စိတ်ပူပန်သောကတွေပျောက်ပြီးတော့စိတ်အေးချမ်းသွားနိုင်ပါတယ်စိတ်ဆင်းရဲမှုတွေစိတ်ညစ်မှုတွေကင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားနိုင်ပါတယ်ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့ဆိုးကျိုးတွေခံစားရတယ်ဆိုတာကံမှားလို့ပါကံမှားလို့ခံစားရတာပါအတိတ်ကံမှားခဲ့လို့ရင်လည်းဖြစ်မယ်ပစ္စုပန်ကံမှားနေလို့ရင်လည်းဖြစ်မယ်အတိတ်ကံမှားတယ်ဆိုတာကအတိတ်ကမလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်တွေလုပ်ခဲ့မိတာမပြောသင့်မပြောထိုက်တဲ့စကားတွေပြောခဲ့မိတာမတွေးသင့်မတွေးထိုက်တဲ့အတွေးတွေတွေးခဲ့မိတာပစ္စုပန်ကံမှားနေတယ်ဆိုတာကပစ္စုပန်ဘဝမှာမလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်တွေလုပ်နေမိတာမပြောသင့်မပြောထိုက်တဲ့စကားတွေပြောနေမိတာမတွေးသင့်မတွေးထိုက်တဲ့အတွေးတွေတွေးနေမိတာအတိတ်ကံပစ္စုပန်ကံတစ်ခုမဟုတ်တစ်ခုဓမ္မမဟုတ်နှစ်ခုလုံးမှားနေလို့ဆင်းရဲဒုက္ခတွေဆိုးကျိုးတွေခံစားရတာကံမှားလို့ခံစားရတာပါကံဆိုတာအလုတ်ပါပဲကံမှားတယ်ဆိုတာအလုတ်မှားတာအလုတ်ဆိုတဲ့စကားထဲမှာကိုယ်နဲ့လှုပ်တာရောနှုတ်နဲ့ပြောတာရောစိတ်နဲ့တွေးတာရောသုံးမျိုးလုံးပါဝင်ပါတယ်အလုတ်မှားတယ်ကံမှားတယ်လို့ပြောလိုက်ရင်ကာယကံဝစီကံမနောကံကံသုံးပါးတစ်ပါးပါသုံးဖို့နှစ်ပါးသုံးဖို့သုံးပါးလုံးမှားနေတာပေါ့အဲ့ဒီလိုအတိတ်ကမလုပ်သင့်မလုပ်ထက်တာတွေလုပ်ခဲ့မိလို့ပစ္စုပန်မှာလည်းမလုပ်သင့်မလုပ်ထက်တာတွေလုပ်နေမိလို့ဆင်းရဲဒုက္ခတွေကြုံတွေ့ရပါတယ်ဆိုးကျိုးတွေခံစားရပါတယ်ကုသိုလ်ကံကြောင့်အကောင်းကံကြောင့်ဆိုးကျိုးခံစားရတယ်ဆိုတာလုံးဝမရှိပါဘူးအကုသိုလ်ကံအဆိုးကံကြောင့်သာဆိုးကျိုးတွေခံစားရတာပါမြတ်စွာဘုရားရှင်လက်ထက်တုန်းကဝေသာလီမြို့မှာဝါသစ်ထီလို့ခေါ်တဲ့တထေသမီးတယောက်ရှိခဲ့မှုပါတယ်အချိန်တန်ရွယ်ရောက်တော့အိမ်အောင်ကြသားလေးတယောက်ရအဲ့ဒီသားလေးပြင်းနိုင်လွှမ်းနိုင်ဆော့ကစားနိုင်တဲ့3နှစ်သားအရွယ်လောက်အရောက်မှာယောဂတစ်ခုကြောင့်ရုတ်တရက်သေဆုံးသွားတယ်။သားလေးသေဆုံးသွားတော့သားတော်ကနဲ့ဝါသတိခမအကြီးကျယ်တောကဖြစ်ရရှာတယ်။တောကတွေလုံးလုံးကဲကဲဖြစ်နှလုံးသီးကြီးတွေပြက်ပြီးတော့ယူသွတ်သွားတယ်။သားတော်ကနဲ့ယူသွားတဲ့ဝါသတိကိုအိမ်ထဲကအိမ်ပြင်မထွက်ရအောင်ဆိုပြီးတော့အိမ်သူအိမ်သားတွေကအိမ်ထဲမှာပဲအကောင်းဆုံးဆေးဆရာတွေပြင်အကောင်းဆုံးဆေးဝါးတွေနဲ့ပြုစုကုသပေးကြတယ်။အိမ်သူအိမ်သားတွေဝမ်းဝမ်းဆွမ်းရှောက်နေတဲ့ကြားတွေကတနေ့အိမ်သူအိမ်သားတွေရဲ့အလက်မှာလှစ်ခနဲဆိုသလိုဝါသစ်ထီထွက်ပြေးသွားတယ်တမျိုးဝင်တမျိုးတွေအမိုက်ပုံတွေတုတ်တန်သိငိုင်းနေလမ်းစုံလမ်းမတွေလမ်းကျူလမ်းကြားတွေမှာရှောက်ပြီးတော့သွားနေတယ်သပင်းတွေကဖြူဖြဲပြန့်ကျဲလို့အဝတ်စားကကိုမှမကတ်ဘူးအစာပြက်ရေပြက်အငတ်ငတ်အပေပေနဲ့ရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ရှောက်သွားနေရင်နဲ့3နှစ်ပြည့်တဲ့အခါမှာမိထီလာမြို့ကိုရောက်သွားတယ်မိထီလာမြို့ထဲမှာလည်းဒီလိုပဲပေါ့ဟိုသွားလိုက်ဒီသွားလိုက်နဲ့ရှောက်သွားနေတာအဲ့ဒီလိုရှောက်သွားနေရင်နဲ့တနေ့မြတ်စွာဘုရားဆွမ်းခံကြွဝါသစ်ထီလည်းမြတ်စွာဘုရားဆွမ်းခံကြွတဲ့လမ်းကိုရောက်လာတော့မြတ်စွာဘုရားကိုဖူးမြော်လိုက်ရတယ်မြတ်စွာဘုရားရှင်ရဲ့အတုမရှိတဲ့ကြက်တည်းတော်ကြည်လင်အေးမြတောက်ပဝင်းဝါတဲ့မျက်နှာတော်ကိုဖူးမြင်လိုက်ရတယ်ဆိုရင်ပဲဝါသစ်ထီရဲ့နှလုံးသားမှာရှိတဲ့သောကတွေလုံးဝပျောက်ပြီးတော့အယူယောဂပျောက်သွားပါတယ်အယူယောဂပျောက်လို့စိတ်တွေငြိမ်းအေးသွားတဲ့ဝါသစ်ထီကိုမြတ်စွာဘုရားရှင်ကတရားအတူတူလေးတစ်ပုဒ်ခေါ်ပြီးတယ်တရားအဆုံးမှာဝါသစ်ထီတရားတွေတန်ဝေကတရားတွေဖြစ်ပြီးတော့ဘေက္ခုနီမဝတ်ပါတယ်ဘေက္ခုနီမဝတ်ယဟမပြုပြီးတဲ့နောက်တတိပဋ္ဌာန်ဝိပဿနာလုပ်ကိုကြိုးကြိုးဆဆအားထုတ်လိုက်တာတိတ်မကြခင်မှာပဲဉာဏ်ရင့်ချိန်လည်းရောက်သွားတဲ့အတွက်ပဋိသင်္မိဒဉာဏ်၄ပါးနဲ့တကွယဟန္တာဖြစ်သွားပါတယ်အဖြစ်အပျက်ကလေးကတော့တူတူလေးပါပဲကောက်ချက်ချမယ်ဆိုရင်တော့ကောက်ချက်ချစရာတွေအများကြီးရှိပါတယ်ဝါသစ်ထီမိထီလာမြို့မှာမြတ်စွာဘုရားကိုဖူးမြော်ရတဲ့အချိန်ကိုစာပေကျမ်းကမှာဘလို့ပြထားတယ်လဲဆိုတော့ယူသွမှုကိုဖြစ်စေတတ်သောအကုသိုလ်ကံကုံသောအချိန်၌တဲ့ယူသွမှုကိုဖြစ်စေတဲ့အကုသိုလ်ကံကုံတဲ့အချိန်အယူကံကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကဝါသစ်ထီဖူးမြင်လိုက်ရတယ်အဲ့ဒီမှာနဲ့သောကတွေပြောက်အယူယောဂတွေပျောက်သွားတယ်ပေါ့အဲ့ဒီစကားရက်လေးကိုကြည့်ပြီးတော့ကောက်ချက်ဆွဲမယ်ဆိုရင်ဝါသစ်ထီသားသေးလို့ယူရတာဟာယူစေတတ်တဲ့အကုသိုလ်ကံပြုလုပ်ခဲ့လို့ယူစေတတ်တဲ့အကုသိုလ်ကံအကျိုးပေးလို့ယူရတာသားသေးတိုင်းသာယူစရန်ဆိုရင်သားသေးသွားတဲ့မိဘတွေမှန်သမျှအကုန်လုံးယူရမှာပေါ့သားသမီးသေးတိုင်းယူတာမဟုတ်ဘူးအတိတ်ကယူစေတတ်တဲ့အကုသိုလ်ကံပါလို့ယူတာ
ယူရမယ့်ကံပါတဲ့သူဟာယူကိုယူရမှာပဲစိတ်ဆင်းရဲမယ့်ကံပါတဲ့သူဟာစိတ်ဆင်းရဲကိုဆင်းရဲရမှာပဲစိတ်ဓာတ်ကြရမယ့်ကံပါလာတဲ့သူဟာစိတ်ဓာတ်ကြကိုကြရမှာပဲစိတ်ညစ်ရမယ့်ကံပါလာတဲ့သူဟာစိတ်ညစ်ကိုညစ်ရမှာပဲအကုသိုလ်ကံအကျိုးပေးကိုဘယ်လို့မှရှောင်လွှဲလို့မရဘူးငကိုကတရားတွေရှိတရားတွေပြေဝလို့စိတ်အေးချမ်းတည်ငြိမ်အောင်နေတတ်တဲ့ပုဂ္ဂိုလ်လည်းပဲအကုသိုလ်ကံအကျိုးပေးခြင်းတမ်းပြီဆိုရင်အဲ့ဒီအကုသိုလ်ကံကြောင့်အဲ့ဒီအတိတ်ကအကုသိုလ်ကံဝိကျွေးကြောင့်ပဲစိတ်ထဲမှာရှိတဲ့နှလုံးသားထဲမှာရှိတဲ့တရားဓမ္မတွေကခေတ္တခဏဖယ်ပေးလိုက်ရတယ်နှလုံးသားထဲမှာရှိနေတဲ့တရားဓမ္မတွေကိုအကုသိုလ်ကံဝိကျွေးကခေတ္တခဏဖယ်ထုတ်ပြစ်လိုက်ပြီးတော့ဝင်အကျိုးပေးတော့တာပဲဘလို့မှရှောင်လှဲလို့မရတော့ဘူး။အိုးပုထုဇဉ်ဆိုတာသာထားလိုက်ပေါ့သောတာပန်ဖြစ်ပြီးသားဝိသခါတော့မှမြည်မလေးသေးတော့အကြီးအကျယ်ငိုဝဲဆင်ခဲ့ရသေးတာပဲအဲ့တော့ပုထုဇဉ်တွေဆိုတော့ပြောမနေနဲ့တော့ပေါ့ငကိုကတရားရှိမယ်လို့ထင်ထားတဲ့ပုဂ္ဂိုလ်တရားရှိတယ်လို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်အကြောင်းတစ်စုံတရာဖြစ်ပြတစ်စုံတရာကြောင့်တရားလက်လွတ်ဖြစ်ပြီးတော့စိတ်ဆင်းရဲနေတယ်စိတ်ညစ်နေတယ်စိတ်သောကတွေဖြစ်နေတယ်ဆိုရင်ဟာတရားလည်းမရှိဘူးတရားလည်းမပြည့်ဝသေးဘူးတရားသေချာအထုတ်မထားဘူးထင်နေနဲ့အလွယ်တကူအပြစ်ပြောမိတတ်ကြတယ်သူများကိုလည်းအပြစ်ပြောမိတတ်ကြတယ်ကိုကိုလည်းအပြစ်တင်မိတတ်တယ်အတိတ်ကအကုသိုလ်ကံအကျိုးပေးပြီဆိုရင်တော့ငကိုကရှိထားတဲ့တရားတွေကလည်းခေတ္တခဏဖယ်ပေးရတော့တာပဲဒီတော့ယူရမယ့်ကံကုန်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့တဲ့ဆိုတဲ့စကားလေးကိုကြည့်ပြီးတော့အကုသိုလ်ကံအကျိုးပေးကိုဘယ်လို့မှရှောင်လဲလို့မရဘူးဆိုတာကောက်ချက်ချရမယ်နှလုံးသီးခြင်းနဲ့ပတ်သက်တဲ့အကုသိုလ်ကံမှားခဲ့တော့နှလုံးသီးကြီးပြစ်ပြီးတော့ယူသွားတာပေါ့မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့ဆိုးကျိုးကြုံတွေ့ရမှာပဲမြတ်စွာဘုရားရဲ့တက္ကသကုပါဠမထေဆိုတာဒီလိုပဲပေါ့အတိတ်ဘဝတစ်ခုလုံးကဆေးဆရာဖြစ်ခဲ့စဉ်တော့ကသူကုပေးလိုက်လို့မျက်စိရောဂါပျောက်သွားတဲ့လူနာကဆေးဘဝကမပေးခြင်းတဲ့အတွက်မျက်စိမပျောက်သေးဘူးမမြင်ရသေးပါဘူးနဲ့လိန်ညာပြောလို့ကဲမမြင်ရသေးဘူးမျက်စိရောဂါမသက်သာသေးဘူးဆိုရင်လည်းတတ်တော့နောက်ဆေးလေးတစ်ခုခတ်ပေးမယ်ဆိုပြီးတော့မျက်စိကွယ်စေမဲ့ဆေးခတ်ပေးလိုက်တာအဲ့ဒီအကုသကံအကျိုးပေးတဲ့အတွက်ဒီဘဝယဟန္တာဖြစ်မဲ့ဘဝမှာတောင်မှမျက်စိနှစ်ကွင်းအလဲမရတော့ဘဲနဲ့မျက်စိကွယ်သွားရတယ်မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့ဆိုးကျိုးတွေခံစားရမှာပဲနားနဲ့ပတ်သက်လို့ကံမှားရင်နားနဲ့ပတ်သက်လို့ဆိုးကျိုးတွေခံစားရမယ်နှာခေါင်းနဲ့ပတ်သက်လို့ကံမှားခဲ့ရင်နှာခေါင်းနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေခံစားရမယ်လက်နဲ့ပတ်သက်လို့ကံမှားခဲ့ရင်လက်နဲ့ပတ်သက်တဲ့ဆိုးကျိုးခံစားရမယ်ခြေထောက်နဲ့ပတ်သက်လို့ကံမှားခဲ့ရင်ခြေထောက်နဲ့ပတ်သက်တဲ့ဆိုးကျိုးခံစားရမယ်။အိုးနောက်ဆုံးကုံပြောကြောပါရဲ့လိန်နဲ့ပတ်သက်လို့ကံမှားခဲ့ရင်လိန်နဲ့ပတ်သက်တဲ့ဆိုးကျိုးတွေခံစားရမှာပဲ။ကို့မှာဘာဆိုးကျိုးတွေခံစားရနေတယ်လဲပြန်စဉ်းစဉ်းစားကြည့်။ဒါနဲ့ပတ်သက်တဲ့ဆိုးကျိုးခံစားရတယ်ဆိုရင်ဒါနဲ့ပတ်သက်တဲ့ကံမှားခဲ့လို့ပဲ။စသည်အဖြစ်ပေါ့နော်။မြတ်စွာဘုရားအလောင်းတော်ဘဝတစ်ခုမှာခလေးဘဝပေါ့လေဆွေမျိုးတန်ဃာတွေကငါးကောင်ထုပြီးတော့တတ်ကြတာငါးကောင်လေးထုလိုက်လို့ငါးကတစ်ဖြည်းဖြည်းလူပြီးတည်သွားတာကြည့်ပြီးတော့ပျော်ရွှင်ခဲ့တယ်ကျေနပ်ခဲ့တယ်ဝမ်းသာခဲ့တယ်ဒါခလေးဘဝဘာမှလူမှန်းအသိဉာဏ်မပြည့်စုံသေးတဲ့ခလေးအရွယ်ဘဝမှာသူများငါးကောင်ထုတတ်တာကြည့်ပြီးတော့ဝမ်းသာခဲ့တဲ့အကုသိုလ်ကံကြောင့်ဖျားဖြစ်တဲ့ဘဝမှာတောင်မှခေါင်းခဏခဏကြိုက်ရတယ်ဒါဖျားဖြစ်သွားတယ်ဆိုတာတော်လောကလုံးမှာကုသိုလ်ကံတွေအထွတ်ထိပ်ရောက်ပြီးတော့တော်လောကလုံးမှာအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်သွားတာပဲကုသိုလ်ကံတွေအမြဲတမ်းများတဲ့ဘုရားတော်မှာအကုသိုလ်ကံရဲ့အကျိုးပေးကိုရှောင်လွှဲလို့မရဘူးခလေးဘဝသူများငါးကောင်းထူတာကြည့်ပြီးပီတိဖြစ်ခဲ့တယ်ဝမ်းသာခဲ့တယ်ဆိုတာဘာမှမပြောပါတော့တဲ့ကံလေးပဲမပြောပါတော့တဲ့ကံမှားတာလေးပဲဒါပေမဲ့အဲ့ဒီကံမှားတာရဲ့အကျိုးဆက်ကိုခံစားရတာပဲတချို့ကပြောတတ်ကြတာပေါ့တို့ကုသိုလ်တွေအများကြီးလုပ်နေတာပဲတခါတည်းအကုသိုလ်တွေလုပ်မိတာကတော့ပျောက်သွားမှာပါကုသိုလ်တွေများများလုပ်ရင်တော့အကုသိုလ်ကံတွေအကျိုးပေးမှာမဟုတ်တော့ပါဘူးလို့ထင်တတ်ကြရတယ်ကုသိုလ်ကကုသိုလ်သူ့အနေနဲ့သူအကျိုးပေးမှာပဲအကုသိုလ်ကလည်းအကုသိုလ်သူ့အနေနဲ့သူအကျိုးပေးမှာပဲကုသိုလ်တွေများနေလို့ဆိုပြီးတော့အကုသိုလ်ကဒီလူကတော့ကုသိုလ်တွေအများကြီးလုပ်ထားတဲ့လူပါလေငါအကျိုးမပေးတော့ပါဘူးလို့မရှိပါဘူးမြတ်စွာဘုရားလည်းကုသိုလ်ကံများတဲ့သူပါဏိများတဲ့သူဘယ်ရှိပါမလဲဒါတောင်မှအသေးသေးမှမအကုသိုလ်ကံလေးတွေကလည်းအကျိုးပေးတာပဲဒါတော့ဆိုးကျိုးတွေခံစားရတယ်ဆိုတာအဆိုးကံတွေလုပ်ခဲ့လို့စကလုံးကြီးကြီးနဲ့ပြောရင်အကုသိုလ်ကံတွေလုပ်ခဲ့လို့ပဲဒါကြောင့်ကိုယ်မှာဆိုးကျိုးတစ်ခုခုခံစားပြီဆိုရင်တော့တရားနဲ့ပတ်သက်လို့ကံမှားခဲ့လို့ပဲကံမှားတော့ခံထားဖို့သူများတွေဆိုးကျိုးခံစားတဲ့ခါမှာတော့လေကံမှားတော့ခံထားဖို့လို့တော့မပြောနဲ့ပေါ့တော့သူများဆိုးကျိုးခံစားတာကိုဝမ်းသာတယ်လို့ဖြစ်နေဦးမယ်နော်သူများကိုပြောဖို့မဟုတ်ကိုယ့်ဘာသာကိုဆင်ခြင်ဖို့အတွက်ပဲသူများကတော့မပြောနဲ့ကိုယ့်ဘာသာကိုဆိုးကျိုးတွေခံစားရင်ဩကံမှားတော့ခံထားဖို့ငါကကံမှားခဲ့တာကိုငါကဒါနဲ့ပတ်သက်လို့အကုသိုလ်လုပ်တွေလုပ်ခဲ့မိတာကိုအတိတ်ကံကြီးပုံချမယ်လို့မဆိုလိုပါဘူးတခါတည်းမှာကိုယ့်ရဲ့ပစ္စုပန်ကံကလည်းမှားနေလို့ပစ္စုပန်လုပ်ရတဲ့မှားသွားလို့တတိညာမပါပဲလုပ်လိုက်မိလို့မစင်မချင်းလုပ်လိုက်မိလို့ဖြစ်တာတွေလည်းရှိတယ်တခါတည်းမှာပစ္စုပန်မှာအဲ့လိုမစင်မချင်းလုပ်လိုက်မိတာကိုကအတိတ်ကံအကုသိုလ်အကျိုးပေးဖို့အတွက်ဖန်တီးလိုက်တာမျိုးလည်းရှိတတ်ပါတယ်
ဒီတော့ကိုမမြဲတဲ့အတိတ်ကံကိုတော့ဘယ်လုံးမှပြုပြင်လို့မရဘူးပစ္စုပန်မှာတော့ဆိုးကျိုးတစ်ခုခုကြုံတွေ့ရပြီးဆိုးရတဲ့အဖြစ်အပျက်တစ်ခုခုကြုံတွေ့ရပြီးဆိုရင်တော့ဒီအဖြစ်အပျက်ကနေသင်ခန်းစာတွေအတွေ့အကြုံတွေယူပြီးတော့နောက်မမှားအောင်ဆင်ခြင်ကြရမှာပေါ့ဒါပေမဲ့တစ်ခါတည်းမှာတချို့ကိစ္စတွေဟာပစ္စုပန်တဲ့ကြည်ယုံနဲ့စိတ်ငြိမ်းအေးမှုမရနိုင်ဘူးပစ္စုပန်တဲ့ပဲကြည့်ပြီးတော့ငါအဲ့လိုမလုပ်လိုက်မိရင်ကောင်းမှာပဲငါအဲ့လိုမပြောလိုက်မိရင်ကောင်းမှာပဲငါဘာလို့ဒီလိုများတွေးလိုက်မိပါလိမ့်နဲ့ပစ္စုပန်မှာလုပ်ခဲ့တဲ့လုပ်ရက်တွေပဲပြန်တွေးပြီးတော့မကြည်မနဲ့ဖြစ်နေတတ်တယ်စိတ်ပူပန်သောကတွေဖြစ်နေတတ်တယ်အတိတ်ကိုသမင်လည်းပြန်ကြည့်ပြီးတော့အတိတ်ကအကုသိုလ်ကံလုပ်ခဲ့လို့ဒါနဲ့ပတ်သက်လို့မကောင်းမှုတွေလုပ်ခဲ့လို့ကံတွေမှားခဲ့လို့ငါခံစားရတာပါလားအတိတ်ကံတွေနှလုံးသွင်းလိုက်တော့စိတ်သောကတွေငြိမ်းအေးပြီးတော့စိတ်ချမ်းသာသွားတယ်နောက်တစ်ချက်ကဝါသစ်ထီ3နှစ်ပြည့်မှ3နှစ်ပြည့်လို့အယူကံကုန်တဲ့အချိန်ရောက်မှမြတ်စွာဘုရားနဲ့ဖူးတွေ့ရတယ်မြတ်စွာဘုရားနဲ့ဆုံတွေ့ရတယ်ဆိုတာလေးကိုကြည့်ပြီးတော့တွေ့ချိန်ဓမ္မတွေ့ရပါတယ်ကြွချိန်ဓမ္မကြွရပါတယ်အကျိုးပေးကြီးဓမ္မအကျိုးပေးတယ်ဆိုတာလေးလည်းနှလုံးသွင်းရမယ်ဟိုစောစောကသာတွေ့လိုက်ရင်စောစောအယူရောဂါပြောက်မှာပဲအဲ့လိုသွားပြီးတော့မချင်မရဲဖြစ်เสียမလိုပါဘူး3နှစ်ပြည့်မှကိုကသူ့ရဲ့အကုသိုလ်ကံကကုန်တာလေတစ်နှစ်တည်းနဲ့တွေ့ချင်လို့လည်းမရဘူး2နှစ်လောက်မှနဲ့တွေ့ချင်လို့လည်းမရဘူးတရားဒီနာရတရားစာအုပ်တွေဖတ်ရလို့တရားတွေဖြစ်တရားတွေအထုတရားရတာတွေခံစားရတဲ့အခါမှာတချို့ဟာဒီတရားစာအုပ်တွေစောစောဖတ်လိုက်မိရင်ကောင်းမှာပဲဒီတရားတွေစောစောနားလိုက်မိရင်ကောင်းမှာပဲဒီဆရာတော်နဲ့စောစောကတွေ့လိုက်ရရင်ကောင်းမှာပဲနဲ့စောစောကသာဆိုရင်စောစောကသာတွေ့ရင်စောစောကနဲ့ဆိုပြီးတော့မကြည်မနှက်တဲ့စိတ်တွေနောင်တပူပန်တဲ့စိတ်တွေဖြစ်တတ်တယ်ရုပ်တည်ခြင်းတော့တရားတရားအားကြီးတယ်လို့ထင်ရတယ်အဲ့ဒါတရားအားကြီးတာမဟုတ်လောဘကြီးတာလောဘကြီးလို့မကြည်မနှက်တဲ့ဒေါသတွေပါဖြစ်လာတာပါဒီတော့အရာရာဟာတွေ့ချိန်တမ်းမှတွေ့ပါတယ်ဖြစ်ချိန်တမ်းမှဖြစ်ပါတယ်အကျိုးပေးချိန်တမ်းမှပေးပါတယ်ပြည့်ချိန်တမ်းမှလည်းပြတ်ပါတယ်ပျောက်ချိန်တမ်းမှလည်းပျောက်ပါတယ်ဆိုတာလေးကိုနှလုံးသွင်းဆင်ခြင်ပြီးတော့ကောင်းကျိုးချမ်းသာတွေတစ်ခုခုကိုနောက်ကြမှာခံစားတဲ့အခါမျိုးမှာလဲစောစောကသာဆိုရင်နဲ့နောက်ထပ်ပူပန်တဲ့စိတ်တွေဖြစ်เสียမလိုပါဘူး3နှစ်ပြည့်မှအယူကံကုန်တော့3နှစ်ပြည့်မှပဲအယူရောဂါပျောက်တာပါပဲကောက်ချက်ဆွဲမဲ့ဆိုဆွဲရည်အများကြီးပဲเนาะအဲ့တော့ဝါသစ်ထီအယူရောဂါပျောက်သွားတာကံလဲကုန်သွားလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကိုလည်းဖူးမြင်လိုက်ရလို့ဒါလေးကိုကြည့်ပြီးတော့ဝါသစ်ထီမြတ်စွာဘုရားရဲ့မျက်နှာတော်လေးဖူးပုံတော်လေးပဲဖူးရသေးတာပါဂုံတော်ထီအောင်တောင်နှလုံးမသွင်းရသေးဘူးဂုံတော်မပွားတတ်သေးဘဲနဲ့ပုံတော်လေးဖူးမြင်ရရုံနဲ့တောင်တောကတွေပျောက်အယူရောဂါတွေပျောက်တယ်ဆိုရင်စိတ်ပူမှမှုကင်းပြီးတော့စိတ်အေးချမ်းခြင်းတဲ့သူတိုင်းစိတ်နောက်ကျမှုတွေပျောက်ပြီးတော့စိတ်ကြည်လင်ခြင်းတဲ့သူတိုင်းစိတ်ဆင်းရဲမှုတွေကင်းပြီးတော့အမြဲတမ်းစိတ်ချမ်းသာခြင်းတဲ့သူတိုင်းမိမိအကြည်ညိုဆုံးမိမိစိတ်ထဲမှာအနှစ်သက်ဆုံးဖြစ်တဲ့ဘုရားပုံတော်တစ်ခုခုဘုရားမျက်နှာတော်လေးတစ်ခုခုကိုမကြာခဏတတိယနေတဲ့နဲ့မကြာခဏအာယုံပြုတဲ့နဲ့အရဟံသမ္မာသမ္ဗုဒ္ဓဆက်ရှိတဲ့ဂုဏ်တော်တွေထိလေးလေးနက်နက်မစင်ကြံနိုင်သေးရင်နေပါမြတ်စွာဘုရားရှင်ရဲ့ကျင့်လေးအမြတ်တပတ်ဝန်းဝါတဲ့မျက်နှာတော်လေးအာယုံပြုလိုက်ရတဲ့ဆိုရင်ကိုပဲစိတ်ထဲမှာအေးချမ်းသွားနိုင်ပါတယ်အလေးချင်းအားကောင်းသွားပြီဆိုရင်တော့ပုံတော်လေးအာယုံပြုလိုက်တာနဲ့ဂုဏ်တော်တွေပါအလိုလိုနှလုံးသွင်းမြတ်တာဖြစ်ပြီးတော့စိတ်အေးချမ်းရုံစိတ်ကြည်လင်ုံနဲ့မကပဲနဲ့အသိဉာဏ်တွေလည်းတူဝါလာမယ်တရားတရားတွေပီတိတရားတွေလည်းတူဝါလာမယ်အသိဉာဏ်တွေလည်းတူဝါလာမယ်နောက်ဆုံးဝိပဿနာလေးပါအုပ်လိုက်မယ်ဆိုရင်တော့ဝိပဿနာလေးပါအထွတ်တင်လိုက်မယ်ဆိုရင်တော့ဘုရားပုံတော်ကိုအာရုံပြုဂုဏ်တော်ပွားရကဖြစ်လာတဲ့ပီတိလေးတွေကိုယုံနာဖြစ်ဖြစ်မြင်အောင်ဝိပဿနာရှုလိုက်နိုင်မယ်ဆိုရင်တရားဓုတရားမြတ်တွေရပြီးတော့နိဗ္ဗာန်ကိုပါမျက်မှောက်ပြုနိုင်ပါလိမ့်မယ်။ဒါကြောင့်တရားနာပိဋကများအားလုံးဘဝမှာကိုယ်မကြုံတွေ့ခြင်းနဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါကိုယ်မခံစားခြင်းနဲ့ဆူကျိုးတွေခံစားရတဲ့အခါကံမှားတော့ခံထားဖို့လို့နှလုံးသွင်းပြီးတော့စိတ်တည်ငြိမ်ခိုင်ခန့်အောင်စိတ်အေးချမ်းအောင်ကြိုးစားအားထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ကံမှားတော့ခံထားဖို့တရားကိုဒီနေရာမှာပဲညီကုန်းချုပ်ပါတော့မယ်။အပ္ပမဒေနတမ္ပါဒေထာအပ္ပမဒေနမမေ့မလျော့မပေါ်မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တမ္ပါဒေထသီလသမာဓိပညာဥသောသောသိက္ခာသုံးပါးတို့ကိုယ်စီကိုယ်ငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း